ဒီနေ့ academic အားလုံးဝင်လာပါရှင် academic teaching ရဲ့ပုံပါကြည့်ကြပါလို့ရှင်ဒီနေ့မှာတော့ academic teaching ရဲ့ပုံမှာသင်ကြားပေးသွားမှာ basic grammar တွေမှာတစ်ခုဖြစ်တဲ့ have နဲ့ have နဲ့စာပေအကြောင်းကိုသင်ကြားပေးသွားမှာဖြစ်ပါတယ်ရှင်ကဲဒါဆိုလို့ရှိရင်ဒီချက်တို့က have နဲ့ have ရဲ့အဓိပ္ပာယ်ကိုရေးသိရမှာပေါ့နော်ဒါမှသာဒီချက်တို့ကဘယ်နေရာမှာတောင်းရမလဲဆိုပြီး have နဲ့ have နှစ်ခုလုံးရဲ့အဓိပ္ပာယ်မှာဖြစ်တယ်ဆိုတော့ချက်တို့ရှိသည်လို့အဓိပ္ပာယ်ရတယ်နော်ရှိသည်ရှိသည်နော်ဥပမာပစ္စည်းတစ်ခုခုကိုမှရှိတယ်။အရာတစ်ခုခုကိုမှရှိတယ်ဆိုလို့ရှိရင်ဒီချက်တော့က have တော့မဟုတ် have ကိုအသုံးပြုပါတယ်။ကဲဒါဆိုလို့ရှိရင်ဒီနှစ်ခုကဘာကွာတယ်လဲဆိုတော့ have နဲ့ have ဆိုတာကဒီချက်တော့ကအဓိကသိချာမှာ verb တွေနော်။ verb ဆိုလို့ရှိရင်ဒီချက်တော့အမြဲတမ်းဖြစ်တယ်ဆိုတော့ subject ပေါ်မူတည်ပြီးတော့ပေါ့နော်သူရဲ့ verb အတူတည်းအပြောင်းလဲရှိတယ်။ဒါဆိုလို့ရှိရင်ဒီချက်တော့ verb form တောင်းတဲ့အခါကျလို့ရှိရင်ဒါ have က have ကနှစ်ခုလုံး verb form နေပေါ့နော်။ဒါဆိုလို့ရှိရင် verb form တောင်းတဲ့အခါကျလို့ရှိရင်အမြဲတမ်းကို have တောင်းတယ်လား have တောင်းတယ်လားအမြဲစဉ်းစားရကဲ have ဆိုရင်ဘယ်နေရာမှာတောင်းလဲ have ဆိုရင်ဘယ်နေရာမှာတောင်းလဲဆိုတာဆက်ပြီးရှင်း have ဆိုလို့ရှိရင်ဒီချက်တော့အနေလို့အဓိပ္ပာယ်တိုက်ရတယ်နော်သူကကြတော့ဒီချက်တော့အနေမှာပဲတောင်းတယ်အများမှာတောင်းတယ်အနေ subject တစ်ယောက်တည်းတစ်ခုတည်းနော်တစ်မျိုးတည်းအဲ့လိုပုံစံအနေကိစ္စမှာမှာဆိုတော့ have ကိုတောင်းတယ်ဒါဆိုလို့ရှိရင်ချက်တော့ he she itနော်ဒီ၃မျိုးဆိုလို့ရှိရင်ဒီလိုကဘာကိုသုံးပါလဲဆိုတော့ has ကိုအသုံးပြုပါတယ်နော် he she it ရဲ့အနောက်မှာလို့ has ကိုအသုံးပြုရတယ်ဒါလည်းမဟုတ်ဘူးဒီချက်တော့တစ်ခုတည်းတစ်မျိုးတည်းနော်တကောင်နဲ့နော်အဲ့လိုပုံစံတစ်မျိုးတည်းတစ်ခုတည်းဥပမာစုစုလို့နော်ထွန်းတော့အဲ့လိုပုံစံဒီချက်တော့တစ်ယောက်တည်းဆိုလို့ရှိရင်လေဒီချက်တော့နာမည်နော်နာမည်အနေနဲ့တစ်ခုတည်းဆိုလို့ရှိရင် has လို့ပုံနဲ့နာမည်မဟုတ်ဘဲနဲ့ pronoun နေနေဆိုလို့ရှိရင်နော် he she it ဆိုလို့ရှိရင် has တောင်းတယ်ဒါဆိုလို့ရှိရင်ချက်တော့ have ကိုသွားမယ် have ကကြတော့လေရှိတာပဲဒါပေမဲ့ချက်တော့ဒီဘက်ကဟာအနေဆိုတော့ချက်တော့ auto တည်တယ်ဒီဘက်ကဟာ auto ချက်တော့ဘာလို့ခေါ်ဒါဖဲနေမှာတောင်းနေဆိုတော့အများနဲ့ပတ်သက်တဲ့ပုံစံအများနဲ့ပတ်သက်တဲ့ subject တွေမှာဆိုလို့ရှိရင်တောင်းတယ် example ဟုတ်ပြီ I ရကြတော့ဒီချက်တော့တယောက်တည်းကိုပဲပြောတာလေဘာလို့ I ကိုတောင်းတာလဲဆိုတော့ I ရကြတော့ဒီချက်တော့ main ကလေးယောက်ျားလေးခွဲခြားမှုမရှိဘူး main ကလေးကလည်းကို I လို့တောင်းလို့ရတယ်ယောက်ျားလေးကလည်းကို I လို့တောင်းလို့ရတယ်ဖြစ်တယ်အဲ့လိုခွဲခြားမှုမရှိတာဖြစ်လို့ဒီချက်တော့ဒီပါဆိုလို့ရှိရင်ဘာလို့တောင်းလဲဆိုတော့ I ကိုအများအနေနဲ့ပဲယူဆလို့ရတယ်။ဒါဆိုလို့ရှိရင် I ရကျွန်တော် we ရကျွန်တော်တို့ you ရသင် they ရသူတို့နော်ဒီတစ်ခါလုံးနေမှာဆိုလို့ရှိရင်ဒီချက်တော့အမြင်နဲ့အနောက်မှာဘာပဲလိုက်ရမလို့ဆိုတော့ half ပဲလိုက်ရမယ်နော်ဒါဆိုလို့ရှိရင်ချက်ပြပြမယ် he she it တူတယောက်ထဲနဲ့ပတ်သက်ပြီးပြောမယ်ဆိုလို့ရှိရင် half လို့သုံးပြီးတော့ I we you they အများနဲ့ပတ်သက်ပြီးပြောတယ်ဥပမာစုစုဝမ်းထွန်းထွန်းလှလှကြောနော်အဲ့လိုပေါ့ဆိုနှစ်ယောက်နဲ့ပတ်သက်တဲ့ကိစ္စတွေမှာဆိုလို့ရှိရင်ဒီချက်တော့ half ကိုသုံးနော်အဲ့လိုနှစ်ယောက်နဲ့ပတ်သက်တဲ့အများနဲ့ပတ်သက်တဲ့နှစ်ယောက်မှမဟုတ်ဘူးเนาะချက်တော့အများနဲ့ပတ်သက်တဲ့ကိစ္စတွေမှာဆိုလို့ရှိရင် half ကိုသုံးနော်ဒါဆိုလို့ရှိရင်တော့ဒီနေ့သင်ရစာတွေကတော့အားလုံးအတွက်အကျိုးရှိမယ်လို့မြင်နေပါတယ်ရှင်အကျိုးရှိတယ်ဆိုလို့ရှိရင် comment မှာ yes လို့ရေးပေးခဲ့ပါရှင်အဆောင်တွေ့ကြည့်ရတဲ့ကျေးဇူးတင်ပါတယ်ရှင်